ဒီမင်းကုန်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီမှာအစာအိမ်မှန်ပြောင်းကိစ္စလေးနည်းပြောချင်တယ်ပေါ့နော်ဆရာချင်းနဲ့ရင်ကောင်းတောင်းတာလေမင်းတဆဆဖြစ်လို့ဓာတ်မှန်ရိုက်တော့အစာအိမ်ရောင်းတယ်လို့ပြောရဲတော့ဒါအာထရာဆောင်းရိုက်လိုက်တာနဲ့တူတယ်ပေါ့နော်အစာအိမ်မှန်ပြောင်းကြည့်တယ်လားတဲ့ဘိုက်ကမနာဘူးဘယ်ဘိုက်ချန်တာစူဝီလေဂျန်စားခြင်းစိတ်တော့ရှိတယ်ပေါ့နော်โอเคဒါလည်းဒါဒီအစာအိမ်မှန်ပြောင်းကြည့်ရဆိုတာအခုခေတ်မှာပြောရရင် trend ဖြစ်လာတာပေါ့နော်ကြီးရဆိုးလာတယ်တခြားယောဂါတွေကဆိုးလာတယ်အစာအိမ်နဲ့တစ်ခုဖြစ်လာဆိုပြီးအစာအိမ်မှန်ပြောင်းကြည့်ကြဆိုပြီးဖြစ်လာတာပေါ့နော်ဒါပေမဲ့ဒီလိုပြောရင်တော့လူမုန်းတာများလိမ့်မယ်အရာရာတိုင်းမှာ procedure တိုင်းမှာ the side effect ဆိုတာရှိတယ်ပေါ့နော်အစာအိမ်မှန်ပြောင်းကြည့်ရဆိုတာဒါမှန်ပြောင်းကြည့်ဘူးတဲ့လူတွေဆိုရင်သိတယ်မှန်ပြောင်းကြည့်တာကိုမြင်မှုတဲ့လူတွေသိရတယ်ဆိုသဘောပေါက်တယ်သူဘယ်လိုပြောရလဲတလောက်ကြီးတယ်လုံးဘက်ကတလောက်ဒီထက်ပိုကြီးတယ်ပေါ့နော်အဲ့ကြီးတဲ့ပိုက်ကြီးကိုပါဇက်သေးကိုထိုးထည့်ရတာထိုးတဲ့အခါမှာမေးစေးပြီးလားဆိုမေးစေးလည်းမပေးပြန်ဘူးသူကထုံစေးလေးစပရေးလေးဖြန်းတယ်ပြီးshort ချီပေါ့နော်ခဏလောက်နဲ့မှိန်းသွားမယ်စေးလေးပြီးတယ်ပြီးပြီးအဲ့ကတင်ပေါ်မှာထိုးထည့်ရတာတုံယုံတန်ယုံလူတွေကမခံနိုင်ဘူးမခံနိုင်မဲနဲ့နားတယ်ယုံတယ်side effect အနေနဲ့ဒီရတယ်နားတယ်သဘောကတော့မလိုအပ်ဖဲမလုံးတဲ့နေမှာဒီအစာအိမ်မှန်ပြောင်းကြည့်တာပါတယ်ပေါ့နော်ဘယ်လိုအချိန်ဒီမှာအစာအိမ်မှန်ပြောင်းကြည့်ရမလဲမဖြစ်မနေကြည့်ရတဲ့အချိန်တွေတော့ရှိတယ်indication လို့ခေါ်တယ်ပေါ့နော်ဘယ်လိုအချိန်တွေလဲဆိုရင်အဓိကအဖြစ်တော့အသက်55ကျော်သွားပြီအစာစားခြင်းစိတ်အစာအိမ်ယောဂလက္ခဏာတွေပြတယ်ပေါ့နော်အောင်မှအစာမကြည့်ဘူးအဲ့လိုဆိုကြည့်တဲ့တယ်ဘာလို့လဲဆိုတော့အဓိကအကြောင်းအရာကျော်ကင်ဆာဖြစ်မှာကြောက်လို့အလုံးတွေဖြစ်နေမှာကြောက်လို့နောက်အနာဖြစ်နေမှာကြောက်လို့နောက်တစ်ခုအရေးကြီးတာကျော်ဒီဝင်းအမဲတွေသွားတယ်နောက်တစ်ခုအန်တဲ့ခါမှာသွေးတွေအန်တယ်ပေါ့နော်အဲ့လိုအချိန်တွေမှာလည်းကြည့်ရတယ်ဘာလို့လဲဆိုတော့ခန္ဓာကိုယ်အထဲထဲမှာသွေးများထွက်နေသလားဆိုတာကြည့်ရတယ်ပေါ့နော်နောက်တစ်ခုကကျတော့ဒီအစာကလုံးဝမျိုးလို့မရတာမျိုးရင်အနားဒီမှာတစ်နေတာပေါ့နော်အဲ့လိုအချိန်တွေဆိုရင်ဒါအလုံးတွေပါများရှိလားဆိုပြီးတော့ကြည့်ရတာရှိတယ်ဒါကြောင့်ဒီdiagnosis အနေနဲ့ကြည့်ရပါတော့တခြား therapeutic အနေနဲ့ကြားဥပါလေသေခွင်းပြစ်တယ်လို့ banning လုပ်တယ်လို့အရက်သမားတွေဒါဆိုးတဲ့လူတွေသွေးအန်တဲ့အဲ့ချိန်မှာဒီသွေးအန်တဲ့နေရာလေးကိုတွားပြီးသေခွင်းလေးနဲ့ပြစ်လိုက်တာbanning အဲ့လိုအချိန်တွေမှာဆိုရင်ကြည့်ရတယ်အဲ့လိုမဟုတ်ဘဲနဲ့ပုံမှန်လူကောင်းတစ်ခါတလေလေးဘိုင်းနာယုံဘိုင်းအောင်ယုံနဲ့အစာအိမ်မှန်ပြောင်းကြည့်စရာမလိုပါဘူးမကြည့်ပါနဲ့ပေါ့နော်ဒီမေးခွန်းကိုကျွန်တော်ဖြေရရင်ကျွန်တော်ဒါစောင့်ကြည့်လိုက်ပါဦးအနည်းဆုံး၄ဘက်စောင့်ကြည့်၄ဘက်ဆိုတော့တစ်လလောက်စောင့်ကြည့်မယ်ဆေးတော့တေချာကူပါမယ်တကယ်ဆေးတွေ effective ဖြစ်မဲ့ဆေးတွေနဲ့ကူပါမယ်ပြီးအစားအသောက်လေးတတိထားပြီးပုံမှန်နေထိုင်ရမယ်ပေါ့နော်အဲ့လိုဆိုရင်ပျောက်သွားတာများပါတယ်အစာရင်ကကျွန်တော်ခဏကူရတဲ့ယောဂတွေမှာပါတယ်ပြောရရင်တော့ကူရခက်ပေမဲ့ကြောက်စရာကောင်းတဲ့အဆင့်ယောဂါကြီးတော့မဟုတ်ဘူးတေချာလေးကုမယ်တေချာလေးအစားချောင်မယ်ဆိုတော့ဒါပြန်ပြီးတက်တာပါလိမ့်မယ်ဒီအဆင့်နဲ့တော့အစာရင်မမြောက်ကျွန်တော်ကတော့မကြည့်စေချင်သေးပါဘူးเนาะ